အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခေတ်ဗန်လုပ်ငန်းကိုစဉ်းစားကြည့်မယ်ဆိုရင်အရင်ကလို့စားရစားတဲ့အထက်တက်စစ်စစ်နေရခေတ်ကနေပြီးတော့တဖြည်းဖြည်းပြောင်းလဲလာပါပြီဒီပညာအသစ်တွေကြောင့်ဘောင်ဆောင်မှုတွေကလည်းအရင်ကထက်ပိုမြန်ပြီးတော့ပိုပြီးတော့ဆင်ပြေလာပါတယ်ဒီပြောင်းလဲမှုတွေရဲ့အဓိကကတော့ AI ပဲဖြစ်ပါတယ်ရှင်အထူးသဖြင့် BFSI ကဏ္ဍမှာ AI သုံးချမှုကတနေ့တဲ့တနေ့လင်းလင်းမြန်မြန်တိုးတက်နေပါတယ်။ကမ္ဘာကျော်မဂ္ဂဇင်းရဲ့သုတေသနတွေအရ AI နည်းပညာဟာကမ္ဘာဘဏ်လုပ်ငန်းတွေအတွက်တစ်နှစ်မှာဒေါ်လာ1 trillion ခန့်တန်ဖို့ဖန်တီးမိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့် AI ဟာဘဏ်လုပ်ငန်းတွေရဲ့အမြန်နှုန်းတိကျမှုနဲ့ပုံမှန်ထိရောက်စွာလည်ပတ်နိုင်အောင်လို့လှုံ့ဆော်ပေးတဲ့အဓိကနည်းပညာတစ်ခုပဲဖြစ်ပါတယ်ရှင်။ဥပမာအနေနဲ့ပြောရရင်အရင်တုန်းကအချိန်မြင့်တစ်ခုချမှတ်ဖို့ဆိုရင် customer ရဲ့ဝင်ငွေစာရွက်စာတမ်း bank statement credit history ကိုဘဏ်ဝန်ထမ်းကတစ်ခုချင်းစီစစ်ဆေးရပါတယ်အချိန်လေးကြာသလိုတစ်ခါတလေဆုံးဖြတ်ချက်တွေကလည်းမတိကျနိုင်ပါဘူးဒါပေမဲ့ AI ကတော့ customer ရဲ့အသုံးစရိတ် pattern တွေပြောင်းလဲပေးဆက်မှုမှတ်တမ်းတွေကိုစက္ကန့်ပိုင်းအတွင်းခွဲခြားစစ်ပြပေးနိုင်ပါတယ်ဒါကြောင့် credit decision ပိုမြန်လာတယ်ပိုပြီးတော့တိကျလာတယ် default risk ကိုလည်းရှော့ချနိုင်ရုံသာမက fraud detection ဘက်မှာလည်းတန်တရားဖြစ်ဖွယ် transaction pattern တွေကို real time နည်းပါစောင့်ကြည့်ပေးနိုင်ပါတယ်ဖြစ်နိုင်ခြေရှိဆုံးရှုံးမှုတွေကိုလည်းကြိုတင်ကာကွယ်ပေးနိုင်ပါတယ်ရှင်။ customer ဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း AI chatbot တွေ virtual assistant တွေက24နာရီလုံးအလုပ်လုပ်ပေးနိုင်ပါတယ်။ customer ရဲ့မေးမြန်းတာတွေကိုဖြေကြားပေးနိုင်တဲ့ကျူးဆောက်စရာမလိုပါဘူး။ဒါကြောင့် customer experience ပိုမိုကောင်းမွန်လာပါတယ်။ generative AI ကိုသုံးပြီး report ပြင်ဆင်တာတွေ data analysis လုပ်တာတွေနဲ့ portfolio performance သုံးသပ်တာတွေကိုအချိန်တိုအတွင်းပြီးစီးနိုင်ပါတယ်။ဒီလို AI ပြောင်းလဲမှု line ထဲမှာ nuclear software ကဗဏ္ဍာရေးကဏ္ဍအတွက်အထူးပြုနည်းပညာဖြစ်ရှင်းချက်တွေကိုပံ့ပိုးပေးနေတဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ Lending platform ဖြစ်တဲ့ Finwanio ကတော့ loan life cycle management နေပြီးတော့ payment management အထိ AI ပေါင်းစည်းထားတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ Predictive analytics ကိုအသုံးပြုပြီးတော့ loan portfolio ရဲ့အနာဂတ်အခြေအနေကိုလည်းကြိုတင်ခန့်မှန်းနိုင်ပါတယ်။ NPA ဖြစ်နိုင်တဲ့အကောင့်တွေကိုကြိုတင်သိမြင်နိုင်တာကြောင့်ဘဏ်ဘက်ကအခြေအနေကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ repayment pattern တွေကမမှန်ကန်တဲ့တောင်းလဲမှုတွေကို AI ကချက်ချင်းသတိပေးနိုင်ပါတယ်။ customer churn ဖြစ်နိုင်ခြင်းကိုလည်းကြိုတင်ခန့်မှန်းနိုင်တာကြောင့် retention strategy တွေချမှတ်နိုင်ပါတယ်။ fraud prevention ဘက်မှာလည်း intelligent document processing နဲ့ face similarity comparison နည်းပညာတွေကိုအသုံးပြုပြီးတော့မှစာရွက်စာတမ်းစစ်ဆေးမှုတွေကိုအလိုအလျောက်လုပ်ဆောင်နိုင်ပါတယ်ရှင်။ဒါပေမဲ့ AI ကိုအောင်မြင်စွာသုံးချဖို့ဆိုရင် regulatory compliance ကိုနားလည်ရပါမယ်။ data security နဲ့ privacy ကိုတင်းကျပ်စွာကာကွယ်ရပါမယ်။ governance framework မရှိဘဲနဲ့ AI သုံးပြီးတော့အန္တရာယ်ရှိနိုင်ပါတယ်။ legacy system နဲ့ပေါင်းစည်းရပါလေစနစ်တကျစီမံခန့်ခွဲဖို့နဲ့ဝန်ထမ်းတွေကိုလည်း scaling လုပ်ပေးဖို့မဖြစ်မနေလိုအပ်ပါတယ်ရှင်။အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အနာဂတ်မှာ BFSI ကဏ္ဍဟာ AI နည်းပညာကြောင့်အရေးကြီးတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာမယ့်အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်ရှင်။ AI ဟာဒီနေ့ခေတ်ဗန်လုပ်ငန်းတွေမှာတကယ်သုံးပြုနေပြီးတော့လုပ်ငန်းဆက်ဆောင်ရေးကိုမြင့်တင်ပေးတဲ့နည်းပညာတစ်ခုဖြစ်နေပါပြီ။ပြောင်းလဲမှုတွေကိုလက်ခံပြီးမှန်ကန်တဲ့ AI strategy နဲ့နှမ်းတက်နိုင်တဲ့ဘဏ်ကသာ digital ခေတ်မှာရရှိအောင်မြင်စွာရည်တည်နိုင်မှာဖြစ်ပါတယ်။လူကြီးမင်းတို့ရဲ့ဘဏ်သို့မဟုတ်ဘဏ္ဍာရေးအဖွဲ့အစည်းကိုဒီထက်ပိုပြီးခင်မီတဲ့ digital lending platform တစ်ခုအဖြစ်ပြောင်းလဲခြင်းနဲ့ဆိုရင်တော့ကျမတို့ Finwanio ကအသင့်တော်ဆုံးဖြစ်မှာပါ။ကျမတို့ First မြန်မာကလူကြီးမင်းတို့ရဲ့ lending operation တစ်ခုလုံးကိုပိုပြီးချုံးဝှက်သွားအောင်လို့အပြည့်အဝ support ပေးဖို့တင်ရှိနေပါတယ်။ဒီစိတ်သိရှိလိုပါကဖုန်းနံပါတ်094231050022ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com.mm ကိုလည်း email လေးပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။အားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ First Myanmar, your solutions partner.